အားလုံးပဲမင်္ဂလာပါခင်ဗျ။ Easy English မြန်မာရှင်ထဲမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တော့ဘတ်တူဘီကိုစပြီးတော့မှလေ့လာကြမယ်။ဒီအင်္ဂလိပ်စာ grammar တွေကိုမလေ့လာခင်မှာတည်တံ့သိထိုက်တဲ့အရာတွေကိုရှေ့မှာဗီဒီယိုဖိုင်လေးဖိုင်နဲ့တင်ထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီဗီဒီယိုဖိုင်တွေကိုမကြည့်ရသေးရင်လည်းပဲတွားရောက်ပြီးတော့မှကြည့်လိုက်ကြဖို့အတွက်ပြောချင်ပါတယ်ခင်ဗျ။အဲ့ဒီဗီဒီယိုဖိုင်တွေကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ grammar တွေကိုလေ့လာတဲ့အခါမှာလွယ်လွယ်ကူကူလေ့လာလို့ရမှာဖြစ်ပါတယ်။ဆိုတော့စလိုက်ရအောင်။ဘတ်တူဘီကိုကာလ၃မျိုးနဲ့လေ့လာခြင်းဘတ်တူဘီမှာကာလ၃မျိုးရှိတယ်ပေါ့အဲ့ဒီကာလ၃မျိုးကိုအရင်သိရမယ်ဘာလဲလဲဆိုလို့ရှိရင် simple present tense ရိုးရိုးပစ္စုပန်ကာလ simple past tense ရိုးရိုးအတိတ်ကာလ simple future tense ရိုးရိုးအနာဂတ်ကာလအဲ့လိုဆိုရင် present tense မှာဘာရှိလဲပစ္စုပန်ကာလမှာဘာတွေရှိလဲကြည့်မယ် am is are ၃မျိုးရှိတယ်ပေါ့နော်သူ့အဓိပ္ပာယ်ကဘယ်လိုရလဲဆိုတော့ am is ကရှိသည်ဖြစ်သည်လို့ရတယ် are ကရှိကြသည်ဖြစ်ကြသည်လို့ရတယ်ပေါ့နော် simple past tense ရိုးရိုးအတိတ်ကာလရိုးရိုးအတိတ်ကာလမှာဘာတွေရှိလဲဆိုရင် was ရှိတယ် were ရှိတယ် was ဆိုတာကရှိခဲ့သည်ဖြစ်ခဲ့သည် were ဆိုတာကရှိခဲ့ကြသည်ဖြစ်ခဲ့ကြသည်simple future tense ရိုးရိုးအနာဂတ်ကာလ will be သူရဲ့အဓိပ္ပာယ်ကရှိလိမ့်မည်ဖြစ်လိမ့်မည်ရှိကြလိမ့်မည်ဖြစ်ကြလိမ့်မည်အနေလေဒါအများလေဒါပဲအဲ့တော့ဘတ်တူပီမှာကာလ၃မျိုးရှိတဲ့ပစ္စုပန်အတိတ်အနာဂတ်ပစ္စုပန်မှာ am is are အတိတ်မှာ was were အနာဂတ်မှာ will be ဒီလောက်သိရင်ရပြီရှေ့ကိုဆက်ပြီးတော့လေ့လာကြည့်မယ်ရှေ့မှာပါရှိမလဲဆိုတော့ဘတ်တူပီကိုအနေကိန်းအများကိန်းခွဲပုံခုနကသင်ခဲ့တာပဲ am is are was were will be အဲ့ဟာကိုအနေကိန်းအများကိန်းဘယ်လိုခွဲမလဲam is ရှိသည်ဖြစ်သည် are ရှိကြသည်ဖြစ်ကြသည် was ရှိခဲ့သည်ဖြစ်ခဲ့သည် were ရှိခဲ့ကြသည်ဖြစ်ခဲ့ကြသည် will be ရှိလိမ့်မည်ဖြစ်လိမ့်မည်ရှိကြလိမ့်မည်ဖြစ်ကြလိမ့်မည်ရှေ့မှာသင်ခဲ့တဲ့အတိုင်းပဲအနေအများခွဲပြလိုက်တဲ့သဘောပဲရှိတာเนาะအဲ့တော့ရှေ့ကိုဆက်ပြီးတော့မှလေ့လာကြည့်မယ်ဒီကောင်တွေကို subject နေရာမှာသုံးတယ်ပေါ့အဲ့တော့ဒီ am is are was will be အဲ့ဒါတွေကိုဘာနဲ့တွေးသုံးတယ်လဲအနေအများဘယ်လိုတွေးသုံးတယ်လဲဆိုတာကိုလေ့လာကြည့်မယ်ဒီကရိယာတွေနဲ့ရှေ့က subject တွေနဲ့ဘယ်လိုတွေးလဲဆိုတာကြည့်မယ် I ဆိုလို့ရှိရင်အမြဲတမ်း am နဲ့ပဲတွေးမယ် is နဲ့တွေးလို့မရဘူး are နဲ့တွေးလို့မရဘူးเนาะအဲ့တော့ he ဆိုလို့ရှိရင် is နဲ့တွေးမယ် she it a boy ဆိုတဲ့ဟာတွေကို is နဲ့တွေးမယ်ဒီ I he she it boys and ဒီလိုဟာတွေအနေကိန်းတွေဆိုလို့ရှိရင် was နဲ့တွေးမယ် I he she it a boy အဲ့ဒါတွေကိုဘာနဲ့တွေးမလဲ will be နဲ့တွေးမယ်အဲ့တော့တခုချင်းဆိုကြည့်မယ် I am he is she is it is a boy is I was he was she was it was a boy was I will be he will be she will be it will be a boy will be အခုဆက်ပြီးလေ့လာကြည့်မယ် we you their boys ဘာလို့ you ကိုထည့်ထားရလဲဆိုတော့ you ကအနေလေးရှိတယ်အများလေးရှိတယ်အနေပဲဖြစ်ဖြစ်အများပဲဖြစ်ဖြစ်ကရိယာကိုအများပဲသုံးရမယ် are လို့သုံးရမယ်เนาะ will လို့သုံးရမယ်เนาะအဲ့တော့ we are we were we will be you are you were you will be and you are you were you will be there are there will be boys are boys will be ဒီလိုတွေ့မယ်เนาะဒါတွေကိုနှုတ်တိတ်ရနေမှအများများရေးထားတဲ့အကျင့်တွေရှိမှစာလိလာတဲ့လူတွေဆိုလို့ရှိရင်ပြောတာပါနော်နှုတ်တိတ်ရနေရင်ကောင်းတယ်စာတွေကိုအများကြီးရေးလေ့ကျင့်ထားတယ်ဆိုလို့ရှိရင်ကောင်းတယ်ဟီလာလို့ရှိရင်is နဲ့တွေ့လား are နဲ့တွေ့လား am နဲ့တွေ့လားစဉ်းစားနေရတယ်ဆိုရင်အဆင်မပြေဘူးเนาะအဲ့တော့ဟီလာလို့ရှိရင် is နဲ့တွေ့မယ်ရှီလာလို့ရှိရင် is နဲ့တွေ့မယ် it လာလို့ရှိရင် is နဲ့တွေ့မယ်ဒီလိုမျိုးသွားတန်းသိနေရမယ်ဒါကြောင့်မလို့ဒီဟာကိုအလွတ်ရအောင်လုပ်ထားပါခင်ဗျာဒါအမြဲတမ်းဒါတွေပဲတွေ့မှာပဲအင်္ဂလိပ်စာ grammar တခုလုံးဒါတွေပဲသင်တာပဲเนาะဒါတွေပဲတွေ့မှာပဲဒါကြောင့်မလို့မဖြစ်မနေရအောင်လုပ်ထားဖို့လိုပါတယ်ခင်ဗျာရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ်ဘတ်တူဘီကိုလည်းအခြေခံပိုင်အောင်အစင်းလေးစင်းနဲ့လေ့လာကြမယ်တဲ့အခြေခံပိုင်ဖို့အတွက်ဘတ်တူဘီမှာတည်တံ့သိထိုက်တဲ့အစင်း၄စင်းရှိတယ်အဲ့ဒါကဘာတွေလဲဆိုရင် subject verb
object proposition object ဘာသာပြန်တော့ဖြစ်တည်လို့ပြန်တယ်ပေါ့နော်အဲ့တော့ဒီ proposition object ဆိုတာကတော့ဒါထည့်လေရတယ်မထည့်လေရတယ်ပေါ့လေအစားပိုင်းလေ့လာတဲ့လူတွေမှာဆိုလို့ရှိရင်တော့မထည့်ဘဲနဲ့လေ့လာတာများတယ်ဒါပေမဲ့ထည့်လို့ရတယ်ဆိုတာကိုပြထားတာဖြစ်တယ်ပေါ့နော်အဲ့တော့သူကဘယ်လိုမျိုးလဲဆိုတော့ subject ဆိုတာ kata B ဆိုတာကကရိယာobject ဆိုတာက can proposition object ဆိုတာက verb can အဲ့တော့လေ့လာတဲ့ပထမဆုံးစသချင်းလေ့လာလို့ရှိရင်တော့ဒီ verb can လေးကိုဖြုတ်ထားပြီးတော့မှဒီ can အထိပဲလေ့လာကြတယ်ပေါ့ subject verb object ဒီလောက်ထိပဲလေ့လာတယ်ပေါ့နော်နောက်မှတဖြည်းဖြည်း proposition object တွေကပါလာတာပေါ့နော်အဲ့တော့လောလောဆယ်ပထမဆုံးဒါပဲအရင်လေ့လာမှာဖြစ်တဲ့အတွက်ကြောင့်ဒီအောက်ကဟာတွေကိုမပြောသေးဘူးเนาะချုပ်သွားမှာဆိုလို့ဒါကိုပဲအရင်လေ့လာမယ် subject verb object အဲ့တော့ဘယ်လိုရှိလဲဆိုတာရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ်ဟုတ်ပြီအဲ့ဒီဝါကြတွေကိုမကြည့်ခင်မှာဝါကြဘယ်နှမျိုးရှိလဲ subject verb object proposition object ဖြစ်တည်လို့ပြင်တယ်အဲ့ဒီမှာနေပြီးတော့မှဝါကြဘယ်နှမျိုးတိဆောက်လို့ရတယ်လဲဆိုတာကြည့်မယ် positive sentence ဆိုတာကအဟုတ်ဝါကြအမှန်ဝါကြပေါ့နော် negative sentence မဟုတ်ဝါကြသို့မဟုတ်အညံဝါကြ positive question အဟုတ်မေးခွန်း negative question မဟုတ်သို့မဟုတ်အညံမေးခွန်းနောက်တစ်ခုက tag question လို့ခေါ်တာပေါ့နော် positive sentence negative question အဟုတ်ဝါကြမဟုတ်မေးခွန်းဘာလဲဆိုတော့ဟုတ်တယ်မဟုတ်လားအဲ့လိုပုံစံမျိုးပေါ့negative sentence positive question မဟုတ်ဘူးဟုတ်တယ်မလားအဲ့လိုပုံစံမျိုးမေးတယ်မေးခွန်းတွေပေါ့နော်ဒီမှာအင်္ဂလိပ်စာမှာဒီဝါကြဘယ်နှမျိုးရှိမလဲ1 2 3 4 5 6မျိုးရှိတယ်အဲ့ဒီ6မျိုးကိုလေ့လာကြည့်မယ်ပထမဆုံး positive sentence ကိုစပြီးတော့မှလေ့လာကြမှာဖြစ်ပါတယ်အဲ့တော့စလိုက်ရအောင် but to be တဲ့ positive sentence ကိုစတင်လေ့လာကြမယ်တဲ့အဲ့တော့ဆိုကပြောခဲ့တယ်လို့ပဲ present tense past tense future tense ဖြစ်စုံပန်ကာလအတိတ်ကာလအနာဂတ်ကာလဆိုပြီးတော့မှရှိတယ်အဲ့ဒီ၃မျိုးလုံးဒီရေးပုံရေးနဲ့တူတဲ့အတွက်ကြောင့်မို့လို့တခါတည်းတွေးပြီးတော့မှသင်မှာဖြစ်ပါတယ်ဖြစ်စုံပန်မှာသုံးတဲ့ကရိယာသည် is အတိတ်မှာသုံးတဲ့ကရိယာသည် was အနာဂတ်မှာသုံးတဲ့ကရိယာသည် were B ပေါ့နော် were ဆိုတာကတော့အခုကရိယာပေါ့အဲ့တော့ဝေဘီလို့ပဲမှတ်ထားလိုက်ပေါ့ဗျာအနာဂတ်မှာဆိုလို့ရှိရင်ဒါကမှတ်ရလွယ်ပါတယ်ဘယ်လိုပဲမှတ်အဓိကကိုမှတ်မိနေဖို့ပဲအရေးကြီးရယ်နော်ဘယ်ဟာကမှန်တယ်ဘယ်ဟာကမှားတယ်ဆိုတော့ဒီဆရာတွေပြောတဲ့စီကံစီမြင့်တွေကိုနောက်ထားအဓိကပထမဆုံးစလေ့လာတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်မှတ်မိနေဖို့လိုတယ်ဝေဘီလို့သိလိုက်ပြီဆိုတာနဲ့ဒါအနာဂတ်ဆိုတာကိုမှတ်မိနေရပြီဒီဝေကကရိယာလားဘီကကရိယာလားအဲ့ဒါတွေကိုစဉ်းစားမနေနဲ့နော်ပထမဆုံးစတင်ပြီးတော့လေ့လာတဲ့လူတွေဆိုလို့ရှိရင်အနာဂတ်မှာဆိုလို့ရှိရင်ဝယ်ပြီးလို့သုံးတယ်အဲ့လိုသိရင်ရပြီเนาะတကယ်တော့ B ဆိုတာကဒါကရိယာပေါ့ verb to be ကရိယာဝယ်ဆိုတာကအခုကရိယာပေါ့နော် present tense ဖြစ်စုံပန်ကာလမှာဘယ်လိုသုံးလဲဆိုတော့ he is a pilot သူဒီလေယာဉ်မှုတစ်ယောက်ဖြစ်သည်တဲ့ဒါက subject ဒါက verb ဒါက object เนาะအဲ့တော့ kata ကရိယာကံမြန်မာစာမှာဆိုလို့ရှိရင်တော့သူဒီကကတာလေရင်မှုတယောက်ကကံဖြစ်ဒီကကရိယာဒါဆိုလို့ရှိရင်မြန်မာစာမှာဆိုလို့ရှိရင်ကတာကံကရိယာလို့သုံးတယ်အင်္ဂလိပ်စာမှာကျအဲ့လိုမဟုတ်ဘူးကတာကရိယာကံဒီလိုသုံးတယ်ပေါ့နော်အဲ့တော့သူဒီလေရင်မှုတယောက်ဖြစ်သည်ဒီလိုမျိုးဘာသာပြင်တယ်အဲ့တော့ဒါကပြစ္ဆုတ်ပံကာလအတိတ်ကာလကျတော့ he was a pilot သူသည်လေရင်မှုတယောက်ဖြစ်ခဲ့သည်သူမှလည်းပဲကတ္တာကရိယာကံမြန်မာလိုကြတော့ကတ္တာကံကရိယာလို့သွားရနော်သူသည်လေရင်မှုတယောက်ဖြစ်ခဲ့သည်ဆိုတော့အတိတ်ပေါ့နော်အတိတ်ဆိုလို့ရှိရင် was နဲ့သုံးတယ်ဘာလို့ was နဲ့သုံးလဲဆိုတော့ he ကအနေမို့လို့ဘာလို့ is နဲ့သုံးလဲဆိုတော့ he ကအနေမို့လို့အဲ့တော့ future tense ကိုကြည့်မယ်အနာဂတ်ကာလမှာ he will be a pilot သူသည်လေရင်မှုတယောက်ဖြစ်လိမ့်မည်တဲ့ဖြစ်လိမ့်မည်ဆိုတော့အနာဂတ်ပေါ့အနာဂတ်ဆိုတော့စိတ်ကူးရင်ရလည်းရောက်တာပေါ့ဗျာအနာဂတ်ဆိုတဲ့အရာကတော့ကြိုတင်ပြီးတော့မှသိနိုင်တဲ့အရာတွေမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ပိုက်လို့တန်တန်းတက်နေတဲ့လူတယောက်ဆိုလို့ရှိရင်တော့ပိုက်လို့ဖြစ်မယ်လို့ပြောနိုင်တဲ့သဘောမျိုးပေါ့သူဒီလေရင်မှုတယောက်ဖြစ်လိမ့်မည်အနာဂတ်ကာလသူလည်းပဲ he ဆိုလို့ရှိရင်ဒီအနာဂတ်မှာတော့အနေအများမရှိတဲ့အတွက်ကြောင့်ဝယ်ပြီးပဲရှိတယ်ဒီsubject နေရာမှာအနေပဲလာအများပဲလာဝယ်ပြီးပဲသုံးပါပေါ့နော်ဒီနေရာမှာတော့အနေဖြစ်တဲ့အတွက်ကြောင့် he will be a pilot သူဒီလေရင်မှုတယောက်ဖြစ်လိမ့်မည်ကတ္တကရိယာကံမြန်မာလိုဆိုလို့ရှိရင်ကတ္တကံကရိယာနော်ဒါနားလည်မိတယ်ပါတယ်လွယ်လွယ်လေးပါနော်အဲ့တော့ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ်
verb to be positive sentence လဲအဟုတ်ဝက်ကြပေါ့နော်အဟုတ်ဝက်ကြဘယ်လိုဖြစ်မလဲဆိုတော့လေ့လာကြည့်မယ် I am a student ကျွန်ုပ်ဒီကျောင်းသားတစ်ယောက်ဖြစ်သည် I was a student ကျွန်ုပ်ဒီကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည် I will be a student ကျွန်ုပ်ဒီကျောင်းသားတစ်ယောက်ဖြစ်လိမ့်မည် I ဒီ subject အနေဖြစ်တဲ့အတွက်ကြောင့်ကရိယာကိုသုံးတဲ့အခါမှာ I ဆိုလို့ရှိရင်အမြဲတမ်း am ပဲသုံးရမယ်ပစ္စုပန်မှာအဲ့တော့အတိတ်မှာကြတော့အနေဖြစ်တဲ့အတွက်ကြောင့် was ကိုသုံးမယ်အနာဂတ်မှာအနေအများမရှိတဲ့အတွက်ကြောင့် will be ကိုပဲသုံးမယ်အဲ့တော့အင်္ဂလိပ်စာမှာ kata ရဲ့ကရိယာရဲ့ခံရလို့လာတယ်မြန်မာလိုပြင်မယ်ဆိုလို့ရှိရင် kata ကံကရိယာအဲ့လိုပြင်လာမယ်နော်အင်္ဂလိပ်စာမှာကြတော့ kata ကရိယာကံမြန်မာလိုဆိုလို့ရှိရင် kata ကံကရိယာလို့လာမယ်အဲ့တော့ I am a student I was a student I will be a student ဘာသာပြန်တဲ့အခါကျတော့ကျွန်ုပ်ဒီကျောင်းသားတစ်ယောက်ဖြစ်သည်ကျွန်ုပ်ဒီကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်ကျွန်ုပ်ဒီကျောင်းသားတစ်ယောက်ဖြစ်လိမ့်မည်မြန်မာမှာတော့ kata ကံကရိယာပေါ့နော်ဒီလောက်ဆိုလို့ရှိရင်နားလည်မယ်ထင်ပါတယ်အဲ့တော့ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ် he ဆိုလို့ရှိရင်အမြဲတမ်းဗာနဲ့သုံးမလဲပစ္စုပန်မှာဆိုလို့ရှိရင် he ဆိုလို့ရှိရင်အနေဖြစ်တဲ့အတွက်ကြောင့် is သုံးမယ်အတိုက်မှာအနေဖြစ်တဲ့အတွက်ကြောင့် was သုံးမယ်အနာဂတ်မှာအနေအများမရှိတဲ့အတွက်ကြောင့် will be သုံးမယ်အဲ့တော့ he is a teacher he was a teacher he will be a teacher သူဒီဆရာတယောက်ဖြစ်သည်သူဒီဆရာတယောက်ဖြစ်ခဲ့သည်သူဒီဆရာတယောက်ဖြစ်လိမ့်မည်အဲ့တော့ subject နေတဲ့အတွက်ကြောင့်ကရိယာကိုအနေသုံးတယ်ပစ္စုပန်နဲ့အထိတ်မှာအနာဂတ်မှာအနေအများမရှိတဲ့အတွက်ကြောင့် will be ပဲသုံးမယ်အဲ့တော့အင်္ဂလိပ်စာမှာကြတော့ kata ကရိယာကံမြန်မာမှာကြတော့ kata ကံကရိယာဟုတ်လားသူဒီဆရာတယောက်ဖြစ်သည်သူဒီဆရာတယောက်ဖြစ်ခဲ့သည်သူဒီဆရာတယောက်ဖြစ်လိမ့်မည်ဒါနားလည်မယ်ထင်ပါတယ်နော်အဲ့တော့နောက်တစ်ခုကြည့်မယ် she နဲ့ကြည့်မယ် she လည်းပဲအနေဖြစ်တဲ့အတွက်ကြောင့်ပစ္စုပန်မှာ is နဲ့သုံးမယ်အတိတ်မှာ was နဲ့သုံးမယ်အနာဂတ်မှာ will be နဲ့သုံးမယ်အင်္ဂလိပ်စာမှာ kata ကရိယာကံမြန်မာစာမှာ kata ကံကရိယာနော် kata ရဲ့ကံရဲ့ကရိယာရဲ့ကြည့်ကြည့်မယ် she is a doctor she was a doctor she will be a doctor သူမသည်ဆရာဝန်တစ်ယောက်ဖြစ်သည်သူမသည်ဆရာဝန်တစ်ယောက်ဖြစ်ခဲ့သည်သူမသည်ဆရာဝန်တစ်ယောက်ဖြစ်လိမ့်မည် she သည်အနေဖြစ်တဲ့အတွက်ကြောင့်ကရိယာကိုလည်းပဲပစ္စုပန်မှာလည်းပဲ is အနေဖြစ်တဲ့ is ကိုသုံးမယ်အတိတ်မှာလည်းပဲအနေဖြစ်တဲ့ was ကိုသုံးမယ်အနာဂတ်မှာအနေအများမရှိတဲ့အတွက်ကြောင့် will be ကိုသုံးမယ်နော်ဒီလောက်ဆိုနားလည်မယ်ထင်ပါတယ်နော်အဲ့တော့ရှေ့ကိုဆက်ကြည့်မယ် it is a dog it was a dog it will be a dog ၎င်းသည်ခွေးတစ်ကောင်ဖြစ်သည်၎င်းသည်ခွေးတစ်ကောင်ဖြစ်ခဲ့သည်၎င်းသည်ခွေးတစ်ကောင်ဖြစ်လိမ့်မည်တရိษံဖြစ်တဲ့အတွက်ကြောင့် it နဲ့သုံးလိုက်တာပေါ့နော်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တော့အဲ့ဒီတရိษံကိုလည်းပဲ he တို့ she တို့သုံးတာရှိတယ်ဒါပေမဲ့ကိုရီးယားတော့မြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံယူဆနဲ့ပဲလေ့လာကြည့်မယ် it is a dog it was a dog it will be a dog အဲ့တော့ is it ဒီလည်းပဲအနေဖြစ်တဲ့အတွက်ကြောင့်ပစ္စုပန်မှာ is ကိုသုံးမယ်အတိုက်မှာ was ကိုသုံးမယ်အနာဂတ်မှာအနေအများမရှိတဲ့အတွက်ကြောင့် will be ကိုပဲသုံးမယ်နော်အဲ့တော့အင်္ဂလိပ်စာမှာကျတော့ kata ကရိယာကံမြန်မာစာမှာကျတော့ kata ကံကရိယာအဲ့တော့ဘာသာပြန်တဲ့အခါ၎င်းသည်ခွေးတစ်ကောင်ဖြစ်သည်၎င်းသည်ခွေးတစ်ကောင်ဖြစ်ခဲ့သည်၎င်းသည်ခွေးတစ်ကောင်ဖြစ်လိမ့်မည်လွယ်လေလေးပါနော်ဒါကြောင့်တခါတည်းနဲ့နှုတ်တက်ရသွားအောင်ဖြစ်တဲ့အတွက်ကြောင့်နှုတ်တက်ရသွားစေရှင်တဲ့အတွက်ကြောင့်ဒီဥပမာဝတ်ကြတယ်အများကြီးထည့်ပေးထားနော်အဲ့တော့ရှေ့ကိုဆက်ကြည့်မယ် A boy is a student a boy was a student a boy will be a student a boy ဒီလည်းပဲအနေဖြစ်တဲ့အတွက်ကြောင့် subject နေတော့ကရိယာလည်းပဲပစ္စုပန်မှာအနေသုံးမယ်အတိတ်မှာလည်းအနေသုံးမယ်အနာဂတ်မှာအနေအများမရှိတဲ့အတွက်ကြောင့် will be ကိုပဲသုံးမယ် A boy is a student a boy was a student a boy will be a student အင်္ဂလိပ်စာမှာ kata ကရိယာကံအဲ့လိုလာတယ်မြန်မာစာမှာကျတော့ kata ကံကရိယာကောင်းလေးတစ်ယောက်ဒီလဲចောင်းသားဖြစ်သည်တဲ့ကောင်းလေးတစ်ယောက်ဒီចောင်းသားဖြစ်ခဲ့သည်ကောင်းလေးတစ်ယောက်ဒီចောင်းသားဖြစ်လိမ့်မည်တဲ့ဒီနေရာမှာကျတော့ចောင်းသားတစ်ယောက်ဖြစ်သည်ចောင်းသားတစ်ယောက်ဖြစ်ခဲ့သည်လို့တော့မပြန်တော့ဘူးလေရှေ့ကကောင်းလေးတစ်ယောက်လို့ပါတယ်အတွက်ကြောင့်အဲ့ဒီကောင်းလေးဒီចောင်းသားဖြစ်တယ်ဆိုတော့သူလေးတစ်ယောက်လို့အဲ့လိုသိရမယ်ပေါ့နော်ကောင်လေးတစ်ယောက်ဒီចောင်းသားဖြစ်သည်ကောင်လေးတစ်ယောက်ဒီចောင်းသားဖြစ်ခဲ့သည်ကောင်လေးတစ်ယောက်ဒီចောင်းသားဖြစ်လိမ့်မည်ဒါဆိုလို့ရှိရင်နားလည်မယ်ထင်တယ်နော်ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ် verb to be positive sentence အဟုတ်ဝက်ကြပါနော်ရှေ့ကလေ့လာခဲ့တဲ့အတိုင်းပဲဒီတစ်ခါအများကိုလေ့လာကြည့်မယ်အများ we are farmers we were farmers we will be farmers we ဆိုတော့စာပကြံများသွားပြီလေကျွန်ုပ်တို့เนาะငါတို့အများသွားပြီ
များသွားပြီဆိုတော့စာပချက်များတော့ကရိယာလည်းပဲပြစ္ဆုတ်ပံမှာလည်းပဲများမယ်အနာဂတ်မှာလည်းပဲများရမယ်အများကိုသုံးရမယ်လို့ပြောတာနော်we are ဆိုတဲ့အများကိုသုံးမယ် we were ဆိုတဲ့အများကိုသုံးမယ်အနာဂတ်မှာကျတော့အနေအများမရှိတဲ့အတွက်ကြောင့် will be ကိုသုံးမယ်အဲ့တော့ we are farmers ဒီနေရာမှာစာပချက်များတဲ့အတွက်ကြောင့်ဒီနောက်က object မှာလည်းပဲအများလိုက်ပေးရမယ် as လိုက်ပေးရမယ်ကျွန်ုပ်တို့လေသမားကျွန်ုပ်တို့လေသမားများဖြစ်ကြသည်ကျွန်ုပ်တို့လေသမားများဖြစ်ခဲ့ကြသည်ကျွန်ုပ်တို့လေသမားများဖြစ်ကြလိမ့်မည်ဟုတ်လားလွယ်လေးလေးပါနော်ဒီအများဖြစ်တဲ့ကြောင့်ကြသည်ပေါ့အများဖြစ်တဲ့ကြောင့်ဖြစ်ခဲ့ကြသည်အများဖြစ်တဲ့ကြောင့်ကြားလိမ့်မည်ပေါ့ဒါအနေဆိုလို့ရှိရင်တော့ဖြစ်သည်ဖြစ်ခဲ့သည်ဖြစ်လိမ့်မည်လို့ပြန်ခဲ့တယ်အများဆိုတော့ဖြစ်ကြသည်ပေါ့အဲ့လိုဘာသာပြန်တယ်ပေါ့နော်အင်္ဂလိပ်စာမှာကတ္တကရိယာကံမြန်မာစာမှာခတ္တကံကရိယာအဲ့လိုဘာသာပြန်တယ်နော်အဲ့တော့ရှေ့ကိုဆက်ကြည့်မယ် you ဆိုတာ you မှာကြတော့အနေလေးရှိတယ်အများလေးရှိတယ်အဲ့တော့အနေပဲလာလားအများပဲလာလားကရိယာကိုတော့အများကိုပဲသုံးပေးရမယ်နော် you ဆိုတာတန်လေးရတယ်တန်တို့လေးရတယ်အဲ့တော့တန်ကိုရင်ကြည့်မယ် you are a teacher you were a teacher you will be a teacher အဲ့တော့ you ဒီအနေဖြစ်ပေမဲ့လို့ပဲyou ဒီအနေဖြစ်ပေမဲ့ကရိယာသုံးတဲ့အခါမှာအများသုံးရတယ်ပြစ္ဆုတ်ပံမှာလည်းပဲအများသုံးမယ်အတိတ်မှာလည်းပဲအများသုံးမယ်အနာဂတ်မှာတော့အနေအများမရှိတဲ့အတွက်ကြောင့် will be ပဲသုံးမယ်နော် you are a teacher တန်သည်ဆရာတယောက်ဖြစ်သည် you were a teacher တန်သည်ဆရာတယောက်ဖြစ်ခဲ့သည် you will be a teacher တန်သည်ဆရာတယောက်ဖြစ်လိမ့်မည်ဒီနေရာမှာ you ကများအနေကိုဆိုလို့ရှိရင်တဲ့အတွက်ကြောင့်နောက်က teacher မှာ a ထည့်ထားတာနော်တကယ်လို့ you ကိုအများဆိုလို့ရှိရင် teachers နေရာမှာ s ထည့်လိုက်မယ်ပေါ့နော်you are teachers လို့ဖြစ်သွားမှာပေါ့နော်ဒီနေရာမှာ you ဒီအနေအများသိဖို့အတွက်နောက်က teachers ကိုကြည့်လိုက်တာပေါ့နော်အဲ့တော့ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ် you အများကိုဆက်ပြီးတော့လေ့လာကြည့်မယ် you are drivers you were drivers you will be drivers driver ဆိုတာယာဉ်မောင်းကိုပြောတာပေါ့နော်အဲ့တော့subject verb object မြန်မာမှာဆိုလို့ရှိရင်ကတ္တကံကရိယာအဲ့တော့ဘာသာပြန်မယ်ဆိုလို့ရှိရင်တန်တော့ယာဉ်မောင်းများဖြစ်ကြသည်တန်တို့ဒီယာဉ်မောင်းများဖြစ်ကြသည်ဒီလိုပြန်လေးရတယ်ပေါ့နော်ဒါကတော့လွယ်လွယ်လေးဟိုစာရေးတဲ့အခါမှာအလွယ်တကူဖြစ်အောင်ရေးထားတာပေါ့နော်you are drivers တန်တို့ဒီယာဉ်မောင်းများဖြစ်ကြသည် you are drivers တန်တို့ဒီယာဉ်မောင်းများဖြစ်ခဲ့ကြသည် you will be drivers တန်တို့ဒီယာဉ်မောင်းများဖြစ်ကြလိမ့်မည်အဲ့တော့စာပချက်များတဲ့အတွက်ကြောင့်ပြစ္ဆုတ်ပံမှာလည်းပဲအများအာကိုသုံးမယ်အတိတ်မှာလည်းပဲအများဝယ်ကိုသုံးမယ်အနာဂတ်မှာအနေအများမရှိတဲ့အတွက်ကြောင့်ဝယ်ဘီကိုပဲသုံးမယ်နော်အဲ့တော့စာပချက်များတဲ့အတွက်ကြောင့်နောက်က object မှာ s ထည့်ပေးရမယ်နော်အများဖြစ်အောင်လို့တကယ်လို့ဒီနေရာမှာ you ကိုအနေလို့သုံးချင်တယ်ဆိုလို့ရှိရင်ဒီနေရာမှာ a driver ဆိုလို့သုံးလိုက်မယ်နော် a driver လို့သုံးလိုက်မယ်ဒါဆိုလို့ရှိရင်ယာဉ်မောင်းတစ်ယောက်ဖြစ်သည်လို့သုံးမယ်ပေါ့နော်အဲ့တော့ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ်အများဖြစ်တဲ့ they ကိုလေ့လာကြည့်မယ် there are doctors there were doctors there will be doctors they ဒီလည်းပဲအများဖြစ်တဲ့ကြောင့်ပြစ္ဆုတ်ပံမှာအများဖြစ်တဲ့အာကိုသုံးမယ်အတိတ်မှာအများဖြစ်တဲ့ဝေကိုသုံးမယ်အနာဂတ်မှာအနေများမရှိတဲ့ကြောင့်ဝေဘီကိုသုံးမယ်ပေါ့နော်အဲ့တော့ဘာသာပြန်ကြည့်မယ်သူတို့သည်ဆရာဝန်များဖြစ်ကြသည်သူတို့သည်ဆရာဝန်များဖြစ်ခဲ့ကြသည်သူတို့သည်ဆရာဝန်များဖြစ်ကြလိမ့်မည်နော်အဲ့တော့နောက်က doctor မှာ s ထည့်ပေးရမယ်အဲ့ဒါကိုသတိထားပါနော်လေးလေးပါနော်အောက်ကိုဆက်ပြီးလေ့လာကြည့်မယ် why are players why were players why will be players ကောင်လေးများသည်လေကစားသမားများဖြစ်ကြသည်ကောင်လေးများသည်ကစားသမားများဖြစ်ခဲ့ကြသည်ကောင်လေးများသည်ကစားသမားများဖြစ်ကြလိမ့်မည် why ဆိုတဲ့နံပုတ်ရှိမှာ s ပါတဲ့အတွက်ကြောင့်အများလို့သိရတယ်တကယ်လို့အနေဆိုလို့ရှိရင် a boy လို့သုံးမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ s ပါနေတဲ့အတွက်ကြောင့် subject တွေများနေတယ်အဲ့တော့ကရိယာမှာလည်းပဲပြစ္ဆုတ်ပံမှာ are ဆိုတဲ့အများကိုသုံးရမယ် will ဆိုတဲ့အများကိုသုံးရမယ်အနာဂတ်မှာအနေအများမရှိတဲ့အတွက်ကြောင့် will be ကိုပဲသုံးမယ်အဲ့တော့ subject များနေတဲ့အတွက်ကြောင့်နောက်ကကံပုံမှာလည်းပဲအများဖြစ်အောင် s ကိုထည့်ပေးရမယ် players နော်အဲ့တော့ကတ္တကရိယာကံလို့အင်္ဂလိပ်စာမှာရှိပေမဲ့မြန်မာလိုပြန်တဲ့အခါကျတော့ကတ္တကံကရိယာလို့ပြန်မယ်ကောင်လေးများသည်ကစားသမားများဖြစ်ကြသည်ကောင်လေးများသည်ကစားသမားများဖြစ်ခဲ့ကြသည်ကောင်လေးများသည်ကစားသမားများဖြစ်ကြလိမ့်မည်လို့ဒီလိုဘာသာပြန်မယ်ပေါ့နော်ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲရန်နာဝင်ပြုပါနောက်ရက်တွေမှာလည်းပဲဆက်ပြီးတော့မှအများကြီးလေ့လာကြမယ်ပေါ့နော်နောက်ရက်ဆိုလို့ရှိရင်ဒီနေ့ပြစ္ဆုတ်ပံအတိတ်အနာဂတ် positive sentence ကိုလေ့လာခဲ့တယ်နောက်ရက်ဆိုလို့ရှိရင် negative တော့ဘာလို့လာမှာပေါ့နော်အဲ့တော့
ဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ